မိကျော်ရဲ့မိကျော်ဟာအိမ်တကားကလည်းပိတ်ထားပြန်ပြီဒီကောင်မတွေကလာကောင်လို့အကျွေးလာတောင်းဒီတိုင်းကြီးပဲအိမ်ပိတ်ပိတ်ပြီးပြေးတာဘယ်ပြေးမှမသိဘူးနောက်လာကြမှာပေါင်းတောင်းရတော့မယ်တော်လေးရဲ့တော်လေးမလေးဟာတော့မလေးလန့်တာဘလို့အော်နေအောင်ရှင်းရလဲ အော်မပေါ့ရှင်ကျမအော်ခေါ်နေတာကိုကျမကိုတန်းကမှနေလား ရှင်ကျမအဲ့လီတန်းနဲ့လာမပြောနဲ့နော်ရှင်းစီကနေငွေရိုးချီးထားမှာမဟုတ်ဘူးကျမရှိကနေရှင်ငွေရိုးချီးထားတာစကားပြောတယ်ပြန်ပြင်ဆင်ပြောလိုက်နော်ဟမ် โอ้ဆိုင်ရင်ငါတခါစားတာပါရဲ့ကျမရန်နေပြီလားအထဲဝင်ရအောင်နော်မလေးဆိုင်ရင်တိတ်မတူပါနဲ့ဘယ်မြရလဲအားထိုင်ပါဦးဆိုင်ရင်မြရလဲ ကဲဒီမှာမလေးရှင်ပြီးခဲ့တဲ့လကရောအခုလရောဆို2လစာအဲ့2လစာတို့ရှင်ပဲနေဆက်မှာ အော်မဆိုင်ရင်ငါလည်းညီကျွေးပေးချင်တာပေါ့အေးငါမှလည်းညီတည့်အတိုင်းပဲမဟုတ်ဆိုးမှငါနဲ့ငွာဆိုတော့ မလင်းဝမဟုတ်ဘူးလား ဟုတ်ပါညီမစီကတော့ထားသေးတယ် မသိရင်တော့အောင်ထည့်ထားသေးတယ်စွန်တာမရဲ့အဲ့ကိစ္စကကျမကရှင်ကတာသွားလိုက်တော့ကဲအဲ့ဒါဆက်ပြောဘာဖြစ်တာ တက်ကြရမယ်ဆိုတော့โอ้ရှိရှိတော့ပေါ့ ဩရှင်ကိုရှင်ပုံပြီးပြောနေရမဟုတ်ဘူး မလေးအင်းကြီးလေးမှုတော်တော့ပါဟဲ့ မူးဝင်နေဝင်နေပြောနေသားပါနဲ့ရှင်ပြောတရားရှင်လိုရင်းတို့ရှင်ပြောသားမှာ အေးပါအေးငါမှလည်းညီတည့်အတိုင်း อืม ကလေး6ယောက်လင်း6ယောက် အေးလေ ငါမှမင်းမတာ အေးပေါ့ အဲ့ဒီကလေး6ယောက်ကိုငါမိမ့်မိုက်တယ်ကလည်းတော့ကျွေးနေရတာအေးအဲ့တော့ညီမပတ်စံပေးတယ်ငါကြားမှမရှိသေးဘူး မလေးစင်ကြီးတွေကလည်းကောင်းလိုက်တာရှင်ရှင်ကရှင်ပေးကြရှင်ပေးကြရှင်ကျမနားမလဲဘူးကျမဒီနေ့လိုချင်တယ်အဲ့2လစာတို့ချက်ချင်းပေး ညီလည်းလိုချင်ဆိုပဲအေးနေဦးအတိုင်းတိုင်းပေးမယ် ရှင်သာရပဲနေလာမှာ အော်ဘယ်မှာတိုင်းတိုင်းရဲ့ ဟောအမေအဲ့ဒါရောက်နေရဟို အမလေးငါသားရဲ့အဲ့ဒါမဟုတ်အကျွေးရှင်အကျွေးရှင် ဟမ်မလေးရလဲဘာကျွေးရှင်လဲဟွာပါခက်ခဲတော့ကုညီပေးထားတဲ့မြတ်တာရှင်ပါလေးလို့သုံးစမ်းပါ မျိုးမျိုးကဲငါသားရဲ့ ညာ နေရာတီးစလိုက်တော့အမေသင်္ဘောတော့တဲ့တယ်ဦး ဟုတ်ပြီဟုတ် အော်ဟွာမောင်လေးကမလေးရဲ့သားလိုက်နေ ဟုတ်တယ်ပါဟုတ်အမေကဘယ်တော့ပေးအောင်လဲမသိဘူးကျွန်တော်က အော်ဘယ်လောက်ပေးရမှာလဲဆိုတဲ့ခါကျတော့အရင်လားကအတိုးနဲ့ခုလားကအတိုးဆိုရင်6000လောက်ပဲရှိတာပါအော်ဒါမများတဲ့ပမာဏပါဟုတ်လေမောင်လေးကအလုပ်လုပ်နေတာဆို ဟုတ်မှကျွန်တော်ကဟိုလေအခုသိရမှာရွှေပြပါလေညာမြင့်မို့ဆိုင်မှာလုံးလုံးနေရပါ ညမြင့်မို့ ဟုတ် အော်ဟွာလေမျိုးမျိုးနယ်နယ်မှာစက်ပစ္စည်းသုံးပစ္စည်းတွေကိုလေလက်လက်ကပေးတဲ့ဆိုင်ကိုပြောနေရလား ဟုတ်တယ်ပါဟုတ်တယ် ဟောအမှလုံးလုံးနေရလား ဟုတ်တယ်ပါ ဟိုဒါနဲ့လေဟိုအမှလုံးလုံးရတာပြင်မန်းလာရင် အမေမမောင်ပါအဆင်ပြေပါတယ်ဟုတ် အော်ဟာလားဟိုညမြင့်မို့ဆိုတာလေကြားတော့ကြားဘူးတယ်ဟိုရောက်တော့မရောက်ဘူးဟိုဆိုင်လိပ်စာဘယ်မှာလဲဟိုမမမိမသားအပြိုကြီးဆိုတော့အမကကြောက်တယ်ဟိုဆိုင်မှာလာတောင်းအောင်ဆိုင်လိပ်စာလေးပြောပြပါလား ဟုတ်ပါပြောမယ်လေလက်6ရက်ကွာဈေးကြီးတောင်ဘတ်ချမ်းသာပြားနောက်မို့ရွှေရပြားလဲမှာပါ အော်ဟာလားအဲ့ဆိုအများကြီးမဟုတ်ပဲဟိုလာကုံတိုင်းလေဟိုလေးရှိမှာပဲလာတောင်းတော့မယ်တိလား ဟုတ်ပါ ဟာမဆိုင် အင်းမမေ ဟာညီဘယ်လိုခိုင်းတယ် အော်မမေလို့ခေါ်လိုက်တာလေဘာဖြစ်လို့လဲ ငါသားကတော့လိုက်ဆန်း အော်မမေမကြိုက်လည်းမကြိုက်တော့ပါဘူး ညီငါ့ကိုဘယ်လိုခေါ်လိုက်တယ် မမေလို့ခေါ်လိုက်တာလေဘာဖြစ်လို့လဲ ဘာဖြစ်ရမှာလဲ ဒါဖြစ်တယ်